ငလင်ဆိုတာမြေပြင်ရွှေ့ရှားမှုကြောင့်ဖြစ်ပေါ်တတ်တဲ့အင်မတန်ကြောက်စရာကောင်းတဲ့အရာပါဒါအပြင်နောက်ဆက်တဲ့ဆိုးကျိုးတွေလည်းအများကြီးဖြစ်နိုင်ပါတယ်ဒါကြောင့်ကမ္ဘာစံချိန်တွေငလင်တွေအကြောင်းကိုလူကြီးမင်းတို့သိရင်ပိုပြီးအံ့ဩကြမှာတော့အမှန်ပါပဲဘယ်ငလင်တွေကအပြင်းထန်ဆုံးလဲဘယ်မှာလှုပ်ခဲ့လဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာကျွန်တော်နဲ့တူလေးလာကြည့်အောင်ခင်ဗျာအစီအစဉ်လေးမစတင်ခင်ကမ္ဘာကြီးတွေကထူးခြားအပ်ပွဲအကြောင်းအရာတွေကိုကြားပွေတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားကြပါအောင်ခင်ဗျာ1960ခုနှစ်မှာရှီလီနိုင်ငံမှာလှုပ်ခဲ့တဲ့ငလင်ဟာကမ္ဘာစံချိန်တင်အပြင်းထန်ဆုံးငလင်တစ်ခုဖြစ်ခဲ့ပါတယ်။ Richter scale 9.5 ထိရှိခဲ့ပြီးဒီငလင်ကြောင့်ဆူနာမီတွေဖြစ်ပြီးပစိဖိတ်သမုဒ္ဒရာတဝိုက်ကနိုင်ငံတွေကိုပါထိခိုက်ခဲ့ပါတယ်။လူပေါင်းများစွာသေဆုံးခဲ့ပြီးအဆောက်အအုံတွေလည်းအများအပြားပျက်စီးခဲ့ရပါတယ်။ဒါအပြင်2011ခုနှစ် March 17 ရက်နေ့ဂျပန်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဒေသမှာ 9.0 မဂနီကျူထိရှိတဲ့အင်အားပြင်းထန်တဲ့ငလင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။အဲ့ဒီငလင်ကိုတိုဟိုကူငလင်လို့ခေါ်ကြပြီးအဲ့ဒီငလင်ဟာဂျပန်နိုင်ငံသမိုင်းနေမကပဲကမ္ဘာပေါ်မှာပါစံချိန်တင်အကြီးမားဆုံးငလင်တွေကတစ်ခုပါဝင်ဖြစ်ခဲ့ပါတယ်ဘယ်လောက်တော့မှအင်အားပြင်းထန်လဲဆိုရင်ငလင်ကြောင့်မီတာ40အထိမြင့်တဲ့ဆူနာမီလှိုင်းကြီးတွေဖြစ်ပေါ်လာတဲ့အထိပါပဲအဲ့ဒီလှိုင်းတွေကြောင့်ကမ်းရိုးတန်းတစ်ခုလုံးပျက်စီးတဲ့ပြင်လူပေါင်း15898ဦးသေဆုံးခဲ့ပြီး2530ဦးပျောက်ဆုံးခဲ့ပါတယ်ဂျပန်နိုင်ငံဟာငလင်မကြာခဏလှုပ်တတ်ပေမဲ့အခုလှုပ်ခတ်ခဲ့တဲ့ငလင်ကတော့အင်အားပြင်းထန်ပြီးကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေခဲ့ပါတယ်နောက်ပြီးကမ္ဘာအသေးပြောက်အများဆုံးစံချိန်တင်ငလင်တစ်ခုဖြစ်ခဲ့တဲ့1986ခုနှစ်ဇူလိုင်လ28ရက်နေ့မှာတရုတ်နိုင်ငံတန်ရှန်မြို့မှာ 7.8 မဂနီကျူထိရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်။အဲဒီငလင်ကတစ်ချိန်နဲ့လှုပ်ခတ်ခဲ့တာမဟုတ်ပဲချိန်လှုပ်ခတ်ခဲ့တာကြောင့်လူပေါင်း6,500,000ကျော်အထိသေဆုံးခဲ့ကြပါတယ်။ဒါကတော့အင်ဒိုနီးရှားမှာဖြစ်သွားတာပါ။အင်ဒိုနီးရှားငလင်ကကမ္ဘာသမိုင်းမှာပြင်းအားအမြင့်ဆုံးငလင်တွေကတစ်ခုဖြစ်ပြီးကမ္ဘာအပျက်စီးများဆုံးသဘာဝဘေးတစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။2004ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာအင်ဒိုနီးရှားနိုင်ငံဆူမာရာကျွန်းရဲ့အနောက်မြောက်ကမ်းရိုးတန်းမှာကီလိုမီတာ160ခန့်အကွာအိန္ဒိယသမုဒ္ဒရာအတွင်းမှာ 9.3 Richter scale ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။အဲဒီငလင်ဟာ10မိနစ်ခန့်လှုပ်ခတ်ခဲ့ပြီးအဲဒီငလင်ကြောင့်အိန္ဒိယနိုင်ငံပိုင်နယ်ထဲမှာမြေအကြောင်းကြီး1300ကီလိုမီတာထိကွဲထွက်ခဲ့ပါတယ်။နောက်ပြီးငလင်ကြောင့်အမြင့်ဆုံး30မီတာထိရှိတဲ့ဆူနာမီလှိုင်းများဖြစ်ပေါ်ခဲ့ပြီးတိရိလင်ကအိန္ဒိယထိုင်းမြန်မာနိုင်ငံတွေအပြင်အိန္ဒိယသမုဒ္ဒရာပတ်ဝန်းကျင်နိုင်ငံ14နိုင်ငံကိုပါရိုက်ခတ်ခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံတွင်းမှာတော့သေဆုံးသူဦးရေ2,300,000ကျော်ထိသေဆုံးခဲ့ပြီးကြေးရွာတွေလမ်းတွေစိတ်ကမ်းတွေများစွာပျက်စီးခဲ့ရပါတယ်။အခုပြောပြပေးသွားတာတော့ကမ္ဘာစံချိန်တင်ငလျင်တွေအကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်ကမ္ဘာကြီးထဲမှာဘလို့ထူးခြားအံ့ဩဖွယ်အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးသွားအောင်လဲဆိုတာစောင့်မျှော်နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe နဲ့တူခေါင်းလောင်းလေးနှိပ်သွားကြပါဦးခင်ဗျာ။